ပြူတွေမှာမူမမှန်ဖြစ်နေတဲ့တသန်းဆိုအောင်ဒီလိုဘဝနောက်ဆုံးအခြေအနေကိုရင်ဆိုင်နေရတယ်။မင်္ဂလာပါပရိသတ်ကြီးရှင်အခုရက်ပိုင်းဆိုရှယ်မီဒီယာစာမျက်နှာတွေပေါ်မှာဝိုင်းရင်မင်းသမီးကြီးတန်းဆိုရင်ထူးထူးဆန်းဆန်းပြုမှုတွေအင်တာဗျူးတွေမှာစိတ်မထိန်နိုင်ပဲပောက်ကွဲပြောဆိုနေရတွေကိုကြည့်ပြီးလူအများကစိတ်မူမမှန်တော့ဘူးဆိုပြီးတော့လောင်ပြောင်ဝေဖန်နေကြတာအလုံးသိပဲဖြစ်မှာပါ။ဂျိုင်းမဲကင်မရာရှိကဂျန်တနဲ့စကလုံးတွေရဲ့နောက်ကွယ်မှာဘယ်သူမှမသိနိုင်တဲ့မျက်ရည်တွေနဲ့ဘဝရဲ့နောက်ဆုံးခီးလိုခက်ခဲတဲ့ခြေတွေကိုသူမရင်ဆိုင်နေရတာကိုတော့လူနည်းစုသာသိကြပါရယ်ဒီနေ့မှာတော့မင်းသမီးကြီးတသန်းဆိုပါကြောင့်ခုလိုပြောင်းလဲသွားရလေဆိုတဲ့နောက်ွယ်ကတကယ်အမှန်တရားတွေကိုပြိသက်တွေကိုချင်းစာနိုင်ဖို့ပြောပြပေးသွားမှာပါလူတွေကသူမရဲ့စကားပြောပုံကိုကြည့်ပြီးဝေဖန်နေကြပေမဲ့တကယ်တော့သူမဟာငယ်စဉ်တွေကမွေးရပါနှလုံးသွေးကြောခြင်းယောဂါကိုတဲတဲခံစားနေရသူပါစိတ်လှရှားရင်ဖြစ်ဖြစ်ပင်မရင်ဖြစ်ဖြစ်ချက်ချင်းတတိပြစ်သွားတတ်တဲ့ဒီဝေနာကအခုအသက်60ကျော်ရွယ်မှာပို့ပြီးတော့ဆိုးဝါးလာခဲ့ပါတယ်။တည်င်းရှိမြစ်တွေရလွန်ခဲ့တဲ့လပိုင်းအတွင်းမှာရင်သူမဟာနှလုံးဖောက်လို့ဒီပေါ်ကုသမှုခံယူခဲ့ရတာ၃ချိန်တည်းမနည်းရှိနေပါပြီ။ခန္ဓာကိုယ်ရဲ့နာကျင်မှုတန်တွေဟာသူမရဲ့စိတ်ပိုင်းဆိုင်ရာကိုပါထိန်းချုပ်မရအောင်လွှမ်းမိုးနေတာဖြစ်ပါတယ်။မင်းသမီးတယောက်အတွက်အလောက်ကိုင်းဆိုတာဘဝပဲဖြစ်ပါတယ်။ဒါပေမဲ့ကျမကြီးကသူမကိုရှေ့ဆက်ဖို့ခွင့်မပြုတော့ပါဘူး။အမဒီဘောနဲ့စာချုပ်ချုပ်ပြီးရိုက်ကူးနေတဲ့ဇလန်တွဲရိုက်ကွင်းပေါ်မှာရင်သူမဟာမိလေသွားခဲ့ပါတယ်။ဒီဖြစ်ရဲ့ကြောင့်သူမကနုပညာလုပ်ကိုဆက်လုပ်ဖို့ဖြစ်နိုင်တော့ပဲစာချုပ်ပြသိန်းကရော့ကြီးတွေပါပေးဆောင်ခဲ့ရပါတယ်။မိမိချစ်တဲ့အလုပ်ကိုဆုံးလုပ်လိုက်ရတာဟာသူမအတွက်တော့ကဘာပြတ်သလိုခံစားမှုမျိုးဖြစ်စေခဲ့ပါတယ်။အသက်60ကျော်မျိုးသမီးတယောက်အနေနဲ့သွေးဆုံးကိုင်တဲ့ဝေဒနာကိုလည်းပြင်းပြင်းထန်ထန်ခံစားနေရပါတယ်။ခေါ်မုန်းပြောင်းလဲကြောင်းစိတ်မတည်ငြိမ်တာဒေါသထွက်လေတာဟာဈေးပညာရာဖြစ်လေးရှိတဲ့လက္ခဏာတွေပါ။ကြားရမကသေးပါဘူး။သူမအရင်အားကိုပြီးသူမတရားရဲ့ NCPD ချစ်သူတွေနဲ့ပါလမ်းခွဲလိုက်ရတဲ့အခါမှာတော့သူမရဲ့ကဘာကြီးဟာလုံးဝကိုမှပြိုလဲသွားခဲ့ပါတယ်။ကျမရေးလုတ်ကိုင်းတဲ့ခြေအားလုံးတစ်ပြိုင်တည်းပျက်စီးသွားတာကြောင့်သူမဟာလူမှုကွန်ရက်ပေါ်မှာမူမှန်တဲ့ပြုမှုတွေနဲ့သူမရဲ့နာကျင်မှုတွေကိုထွက်ပေါက်ရှာနေမိတာဖြစ်ပါတယ်။လူတွေမြင်နေရတဲ့တသန်းစုရဲ့ကျန်းတဲ့ပုံရိပ်တွေဟာတကယ်တော့ငါသိနာကျင်နေရတယ်လို့အော်ဟစ်နေတဲ့အကူအညီမဲ့အခြေအနေတစ်ခုသာဖြစ်ပါတယ်။အနုပညာတရားကကင်မရာရှေ့မှာမန်တင်းထားပေမဲ့ကိုရမှာတော့ကြေကွဲစရာဘဝကိုရုန်းကန်နေရှာတာပါ။ဒါကြောင့်ပရိသတ်ကြီးအနေနဲ့လေသူမကိုလောင်ပြောင်တာမျိုးတဲ့ဝိုင်းရင်းပညာရှင်တို့ရဲ့နောက်ဆုံးချိန်တွေကိုနှွေးထွေးတဲ့ကိုချင်းစာတရားနဲ့စောင့်ကြည့်ပေးကြဖို့တိုက်တွန်းချင်ပါတယ်။ကြည့်ရှုနေတဲ့ပရိသတ်ကြီးမင်းသမီးကြီးတသန်းဆိုရင်ဆိုင်နေရတဲ့ဒီလိုခက်ခဲတဲ့ဘဝအခြေအနေတွေကိုကြားသိရတဲ့အခါဘလို့ခံစားရလဲရှင်။ဝေဖန်မှုတွေထဲတသန်းဆိုတဲ့အားပေးစကားလေးတွေကွန်မန့်မှာရေးသားပေးသားကြပါအောင်ရှင်။ဒီလိုမျိုးစိတ်ဝင်စားဝင်နုပညာသတင်းတွေနဲ့အမှန်တရားတွေကိုအမြဲစောင့်ကြည့်နိုင်ဖို့ကျမတို့ရဲ့ page လေးကို like and follow လေးလုပ်ခဲ့ပေးပါအောင်ရှင်။ကျူအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းခုလိုမျိုးစိတ်ဝင်စားစရာအကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့တော့လောက်နေပဲနှုတ်ဆက်ခဲ့ကြပါရစေ။အပိနောက်ဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်။